ထိုင်းနိုင်ငံရဲ့စေယုံတွေမှာသွားပြရင်ဘာသာစကားကစလို့ခက်ခဲအဆင်မပြေမှုတွေအများကြီးကြုံတွေ့နိုင်ရပေမဲ့အခြားအဆင်ပြေတာလေးတွေလည်းအများကြီးရှိပါတယ်ဒီဗီဒီယိုမှာတော့ Physio Look ကကင်ဆာအထူးကုစေယုံအကြောင်းဝေမျှပေးပါမယ်အထူးကုဆိုလို့ဝေကြီးအများကြီးပေးရတာကိုဆိုလိုတာမဟုတ်ပဲကင်ဆာတည်တံ့ကုစေယုံမို့ကင်ဆာအထူးကုလို့သုံးနှုန်းတာဖြစ်ပါတယ်ကင်ဆာဝေဒနာရှင်တွေကိုတည်တံ့ကုပေးတဲ့ဆေးရုံမို့ထင်ပါတယ်။သူနာပြုကစလို့ဆရာဝန်အစုံဌာနဆိုင်ရာဝန်ထမ်းအားလုံးသဘောထားပြဝပြီးစိတ်ရှိကြပါတယ်။သူတို့ရဲ့သဘောကောင်းချူတာတဲ့ဆက်ဆံမှုမှာတင်လူနာယောဂတဝက်သက်သာစေပါတယ်။အဓိကကတော့ဆေးရုံတွေရဲ့တန်ရှင်းသက်ရမှုအပြင်ဆေးရုံနန်းလို့ခေါ်တဲ့ဆေးနန်းတွေပိုးသက်ဆေးနန်းတွေရမနေစေတော့နေရထိုင်ရတာအဆင်ပြေစေပါတယ်။အများဆုံးအင်တာတွေရဲ့တန်ရှင်းသက်ရမှုကလည်းစိတ်ချမ်းသာရပါတယ်။ Coffee ဆိုင်၊တတိဆိုင်၊စတိုးဆိုင်Minimark 7-Eleven ကစလို့ food court အားလုံးအစုံရှိတာမို့စေယုံသွားလဲအဆင်ပြေရပါတယ်။ဈေးနှုန်းကလည်းတိတ်တိတ်မြတာတဲ့အပြင်ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကိုအဓိကရောင်းချပေးပြီးသန့်ရှင်းလက်ဆက်ပါတယ်။လူနာရှင်တွေအတွက်နားနေဖို့နေရာတွေလည်းစီစဉ်ပေးထားတာမို့အဆက်ဆက်အရာရာအဆင်ပြေတဲ့ထိုင်းနိုင်ငံရဲ့ Physio Look မျိုးက Buddha General ကင်နာစေယုံအကြောင်းမျှဝေပေးလိုက်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုခလစ်များမှာလည်းထိုင်းရောက်နေတဲ့ကျမတို့မြန်မာလူမျိုးကင်ဆာဝေဒနာရှင်တွေအတွက်ဘယ်လိုမျိုးဝန်ဆောင်မှုတွေရရှိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီးမျှဝေပေးပါဦးမယ်ရှင်။